ဆိုကျွန်တော်တက်ကနှစ်တန်းတော့ရင်ကျွန်တော်ကြောက်ကဆလုံးနေကျွန်တော်အဲ့တော့ကြောက်တွေရှာပြီးကိုမို့ဖို့ကိုရှာနေကလေးတုံးငယ်လို့နှစ်တန်းဆိုနှစ်တန်းရွယ်ဆိုကျွန်တော်တို့ကကြောက်မျိုးစားကွဲပြီးအညံ့လားဗရမများလားစပင်နယ်လားဒါတဲ့ဂေါ်မိတ်လားဆလင်းလားထက်တယ်လားကွဲပြီးကျွန်တော်ရောမဟုတ်ကလေးတွေကျွန်တော်တငယ်ချင်းတွေလည်းကွဲကြတာပဲဘာလို့ဒါကထမင်းစားတဲ့အလုပ်ဆိုတော့မီယိုဖလာလို့နှစ်တန်းဆိုကိုမို့ဖို့လောက်ကရှာနိုင်အိမ်ကတောင်းစရာမလိုဘူးပေါ့ကျွန်တော်တို့ကအခက်တုန်းကကြောက်စည်းလဲလောက်မကောင်းမှုရှိတုန်းကလေကြောင့်ကိုစုထားတာလေးရောင်းလိုက်မို့ဖို့လေးလုံလောက်တာပေါ့5 6တန်းရွယ်ဆိုကျွန်တော်ကျင်းနေပါ6တန်းဆိုကျင်းနေပါလုံနိုင်ပြီလေကြောင်းအားလဲရမှာကိုကြောင်းစည်းကိုရှာနိုင်ပြီပေါ့ဒီဆိုင်ကိုဦးစီးလောက်ကင်တဲ့ကလေးတွေဒါဝန်ထမ်းတွေမဟုတ်ဘူးသူတို့ကအကုန် share ရှင်တွေကျွန်တော်က share ရှင်ပေါင်းကအယောက်80ကျော်လောက်ရှိကျွန်တော်တင်တန်းရှိပါတယ်ဟုတ်တယ်တင်တန်းလေးပြီးပြီဆိုရင်တင်တန်းကနေကျွန်တော်လည်းတူလက်တွဲလောက်ကင်လို့ရတယ်ပေါ့ဘယ်လိုဆိုလေဒီလောက်ကြတာကလေးတွေအကုန်တင်တန်းကကလေးတွေပဲစီနီယာဂျူနီယာတွေပဲပါပါမှာမင်္ဂလာပါဟုတ်အခုနာမည်လေးနဲ့မိတ်ဆက်ပေးပါဦးကျွန်တော်နာမည်ကိုတန့်စင်ပါဟုတ်ကြောက်ကုန်တယ်ပါဟုတ်ကဲ့ကိုဒီဆိုင်လေးမှာတာဝန်ယူရတဲ့အပိုင်းလေးလည်းပြပြပေးပါဦးကျွန်တော်ကဒီ GN ရဲ့ founder ပါဗျဟုတ်ကဲ့ဆိုင်လေးဒါမန်လေးခြေဆိုင်နော်ဟုတ်ကဲ့မန်လေးပါဆိုင်လေးစာလေးကိုနည်းနည်းပြပြပေးရမန်လေးကကျွန်တော်ဒီငလင်เจ้าမဖွင့်ပြတာတော့ကြာပြီအခုဒီလမှာစဖွင့်ပြမယ်34 88ရန်နာမောမှာဟုတ်ဟုတ်ကဲ့ဒေါ်ဒီပွဲလေးမှာ join ဖြစ်တဲ့အကြောင်းလေးလည်းပြပြပေးပါဦးကျွန်တော်အရင်ပွဲတုန်းက YCC မှာလုပ်တဲ့ပွဲတုန်းကနေအဲ့တော့ကကျွန်တော်တို့အဖွဲ့ကဒီလိုပဲလူများတာကိုလူနဲ့ကိုများနေနောက်တစ်ခါကျတော့သူတို့လည်းဒီပွဲစီစဉ်သူကလာ join တာလေသူတို့က invite လုပ်တော့ကျွန်တော်တို့လည်း okay ကျွန်တော်တို့လာမယ်ဆိုပြီး join ဖြစ်တာပါဆိုင်လေးမှာအဓိကဘာတွေရမလဲအဲ့ဒါလေးပြန်မိတ်ဆက်ပေးပါဦးဆိုင်မှာတော့ကျွန်တော်ကိုပြည်တွင်းထွက်ကြောက်မျက်နှာအပွင့်လွတ်တယ်ပေါ့အပွင့်လွတ်ဆိုတာကိုစိတ်ရွှေရင်နာကြီးပါတာမဟုတ်ပဲနဲ့ကျွန်တော်တို့အလုပ်ကလည်းဒါအရင်ကနေအရင်ဖြစ်အောင်ကိုယ်တိုင်မဲ့ဖန်တီးကြတာများတယ်လေအဲ့ဒီအတွက်အပွင့်လွတ်တွေပဲအဓိကရောက်တာပါမိုးကုတ်ကြောက်မျက်နှာတွေပါအစုံပေါ့ဟုတ်ဒီလုပ်ငန်းလုပ်တာဆိုတော့နှစ်ပေါင်းဘယ်လောက်လဲကျွန်တော်ကမိုးကုတ်မှာမွေးမိုးကုတ်မှာကြီးဆိုကလေးတုံးတိုင်းလုပ်တာကလေးတုံးတိုင်းဒီလိုလုပ်တာအခုဒီလုပ်တုံးပေါ့ကလေးတုံးဆိုအသက်ဘယ်လောက်လောက်လဲကျွန်တော်88ဆိုကျွန်တော်အတက်ကနှစ်တန်းတုံးရင်ကျွန်တော်ကြောက်ကဆလုံးနေကျွန်တော်အဲ့တော့ကြောက်တွေရှာပြီးကိုမို့ဖို့ကိုရှာနေကလေးတုံးတိုင်းလုပ်ဒါလူတိုင်းဟုတ်တယ်နှစ်တန်းအဲ့ဒါကိုကြီးပဲမဟုတ်ဘူးကိုပတ်ဝန်းကျင်ကကလေးတွေလည်းဒီတိုင်းပဲကြောက်နေရင်းနေတာပေါ့ဟုတ်နှစ်တန်းနဲ့ကြောက်ကြီးစပြီးတော့နားလည်နေပြီးကြည့်တဲ့တယ်ပေါ့အဲ့ဒါလေးနည်းနည်းပြပြရပါမယ်နှစ်တန်းဆိုနှစ်တန်းရွယ်ဆိုကျွန်တော်တို့ကကြောက်မျိုးစားကွဲပြီးအညံ့လားဗရမများလားစပင်နယ်လားဒါတဲ့ဂေါ်မိတ်လားဆလင်းလားထက်တယ်လားကွဲပြီးကျွန်တော်ရောမဟုတ်ကလေးတွေကျွန်တော်တငယ်ချင်းတွေလည်းကွဲကြတာပဲဘာလို့ဒါကထမင်းစားတဲ့အလုပ်ဆိုတော့မီယိုဖလာလို့ဟုတ်ဆိုတော့အဲ့ဒီအချိန်ကြီးကနေပြီးပတ်စံရှာလိုက်နှစ်တန်းရွယ်မှာကိုယ့်ဝင်ဝင်ကဘယ်လောက်ဖြစ်နေလဲအဲ့တော့မှတ်ရနှစ်တန်းဆိုကိုမို့ဖို့လောက်ကရှာနိုင်အိမ်ကတောင်းစရာမလိုဘူးပေါ့ကျွန်တော်တို့ကအခက်တုန်းကကြောက်စည်းလဲလောက်မကောင်းမှုရှိတုန်းကလေကြောင့်ကိုစုထားတာလေးရောင်းလိုက်မို့ဖို့လေးလုံလောက်တာပေါ့5 6တန်းရွယ်ဆိုကျွန်တော်ကျင်းနေပါ6တန်းဆိုကျင်းနေပါလုံနိုင်ပြီလေကြောင်းအားလဲရမှာကိုကြောင်းစည်းကိုရှာနိုင်ပြီပေါ့ငယ်ကလေးကလုတ်တာဟုတ်တယ်ငယ်ကလေးကရင်ကိုပတ်ဝန်းကျင်ရွာလူတွေလည်းလိုပါအခုကျတော့အခြေစိုက်ကမန္တလေးဖြစ်သွားတာမန္တလေးကလည်းနိုင်ငံရေးပါညာပေါ့လေနေလို့ထိုင်လို့မရတော့မန္တလေးမှာတင်ပြောင်းရွှေ့ကြတာပေါ့ငယ်ကလေးကနေကတော့ကြောက်တော့ပါမှာပဲချိန်နေခဲ့တာဆိုလေအတွေ့အကြုံတွေတော့အများရှိပါမယ်ပေါ့နော်နည်းနည်းလေးပြပြပြပါကိုမှတ်တရလေးကိုငယ်ဘွားရတဲ့ဒီဒါဆောက်လုပ်လာတဲ့အချိန်မှာဘယ်လိုမှတ်တရရရှိတယ်လို့ကြောက်တယ်နေတယ်ကြောက်ကအများစုကပြောကြမဂုတ်သားလို့ပြောလိုက်တာနဲ့မဂုတ်သားဆိုတထေးပေါ်တဲ့အားလုံးပြောကြပေါ့တကယ်တော့အများထင်တာတကယ်တော့မဂုတ်သားတွေကဒီကြောက်နဲ့ပတ်သက်ပြီးဆင်းရဲဒုက္ခအခံရဆုံးပဲမဂုတ်သားတိုင်းကြောက်တွေထွက်တဲ့ထိမယ်လို့ချမ်းသာမယ်လို့ထင်ကြတယ်တကယ်ကျတော့မဂုတ်သားတွေကိုယ်တိုင်ကဒီကြောက်နဲ့ပတ်သက်ပြီးကြောက်ကပေးတဲ့ပေါ့နော်ကောင်းကျိုးကအများကြီးမခံစားခဲ့ရဘူးအနေပေါင်းတော့ကြာလေအဲ့လိုပါဒါအမှတ်တရတစ်မျိုးပေါ့ဟုတ်ကဲ့ဒါကိုဘွားမှာပေါ့ဈေးကြီးဆုံးကြောက်ဆိုလို့ရှိရင်ဘယ်လောက်ပြင်နေလို့လဲပေါ့တန်ဖိုးကြီးဆုံးကျွန်တော်ကကြောက်လောက်တာကလေးတုန်းကကြောက်လောက်တာကျွန်တော်နှစ်ပေါင်းတော်ကြာကြီးကိုယ်တိုင်ကြောက်တူးတာပေါ့လေကြောက်တူးတာကျွန်တော်တို့ဆိုမမရ9ရင်းခွဲပဲရဘူးလေနော်ကိုယ်တိုင်တူးပြီးရနှစ်ပေါင်းများစွာကြိုးစားလောက်တာ9ရင်းခွဲကြောက်ကလည်းကန်လို့လေဘယ်လောက်ပဲကြိုးစားရကျင်မှရတာကိုဘွားမှာမှတ်ရလို့ကြောက်အောင်လို့ပါလို့ကြားဘူးလေအဲ့လိုမျိုးပါတွေရောရှိခဲ့ဘူးလားရှိရလေ
ဒီရွာလုံးကြောက်လို့တာဆိုတော့ကြောက်ကြီးရတာပေါ့ကြောက်ကြီးရတယ်လို့ခေါ်တာပေါ့ကြောက်ကြီးရတဲ့အိမ်တွေမှာအများကြီးဟိုလူကကြောက်ကြီးရလိုက်ဒီလူကကြောက်ကြီးရလိုက်ပေါ့ကြောက်တယ်တော့ရကြတာပဲကြောက်အောင်လည်းကြောက်ကြီးရတာဟုတ် ဒါဆိုမိဘတွေလက်မုတ်လည်းရေဝါအဲ့ဒီတော့လည်းပြောလို့ရတယ် ဟုတ်တယ်အဖေရောအမေရောကျွန်တော်မိသားစုဒါပဲလုပ်တာဒီရနာမြေမှာအခြေချတာဆိုတော့လေဒါပဲလုပ်ကြရတာ ကိုစီမှာဆိုလို့ရှိရင်လာဝဲတဲ့သူတွေကကြတော့ဘလူတွေများလဲပေါ့လေကြောက်တီးတန်းစိတ်ဝင်စားတဲ့သူတွေများလားအထည်တွေရောပြန်လုပ်ပြီးလားဆိုတော့အဲ့ဒါလေးပြောပြပါအောင်ကြောက်တီးတန်း ကြောက်ပဲတီးတန်းများပါတယ်အထယ်ကျတော့အထယ်လိုင်းတိတ်မသွားဖြစ်ဘူးပေါ့တချို့ကျတော့ကိုပိုင်ကိုကြောက်ဝယ်ပြီးကိုပိုင်ကိုကြောက်အထယ်ကိုဖန်တီးခြင်းတဲ့လူအများစုကတော့အပွင့်လွတ်လာဝယ်ရပေါ့တချို့ကျလည်းကိုပိုင်ကိုမဖန်တီးဘဲနဲ့ဒီများအစင်တင်ပေါ့လေဝေးယုံမဲဆိုရင်တော့အထယ်တွေကိုဝယ်ကြတယ်ကျွန်တော်ကတော့အပွင့်လွတ်တွေများပါတယ်အတိုင်းဟုတ် ကြောက်ဆိုလို့ရှိရင်အခုစီမှာရှာပေါ့လက်ရှိပေါ့ဈေးနည်းဆုံးကနေအများဆုံးပေါ့အခုစီလာပြီးလေးလာလို့ရှိရင်နည်းနည်းခံမှန်းစီတာပေါ့ပြပြပေးရတာပေါ့ ဈေးကဟိုတပွင့်ကို1000 2000တန်ကနေ100 200အထိပေါ့အဲ့လောက်ပါပဲကြီးတော့မရှိပါဘူးဟုတ် တော်တော်များများလေးရောက်ကြရတော့ဒီလိုအုံများတွေ့အဲ့ဒါလေးပြောပြကိုစီကကြောက်ကစုံလို့လားရေသွေးကောင်းလို့လားမတောင်များဖြစ် ကျွန်တော်ကဟိုကြောက်ကဒီလိုဗျကြောက်လောကကိုကျွန်တော်ကပုံစံတစ်မျိုးနဲ့လောက်ကြည့်ရပေါ့ဘာကျွန်တော်ဝယ်မြအရင်နေကြောက်တပွင့်ဝယ်လိုက်တယ်ဆိုအဲကြောက်ကိုကျွန်တော်ကကုတ်နံပါတ်တက်လိုက်တယ်ကုတ်နံပါတ်တက်ပြီးပြီဆိုရင်ကျွန်တော်ဝယ်ရင်းအပေါင်း15ရာခိုင်နှုန်းဘယ်လိုကြောက်ပဲဝယ်အပေါင်း15ရာခိုင်နှုန်းနဲ့ပဲရောင်းတာကြောက်ဆိုတာက3သိန်းဝယ်ပြီး2သိန်းရောင်းချင်ရောင်းတာလေဒါပေမဲ့ကျွန်တော်ကပုံမှန်ပဲ15ရာခိုင်နှုန်း ကိုဆိုင်အားတာကြပေါ့ ဟုတ်တယ်ဗျဟုတ် ဈေးကြီးမတင်ဘူးကိုဝယ်တဲ့ကြောက်ကိုဝယ်တဲ့ဈေး15ခိုင်နှုန်းပဲ ဟုတ်တယ်ရေရှည်သွားရမှာပြီးတော့ဒီဆိုင်ကိုဦးစီးလောက်ကင်တဲ့ကလေးဒါဝန်ထမ်းတွေမဟုတ်ဘူးသူတို့ကအကုန် share ရှင်တွေကျွန်တော်က share ရှင်ပေါင်းကအယောက်80ကျော်လောက်ရှိကျွန်တော်တင်တန်းရှိပါတယ်ဟုတ်တယ်တင်တန်းလေးပြီးပြီဆိုရင်တင်တန်းကကျွန်တော်လည်းတူလက်တွဲလောက်ကင်လို့ရတယ်ပေါ့ဘယ်လိုဆိုလေဒီလောက်ကြတာကလေးတွေအကုန်တင်တန်းကကလေးတွေပဲ senior junior တွေပဲပါပါမှာ တင်တန်းရောဘာမှဖွင့်လာလဲ တင်တန်းက မန်လေးမှာ မန်လေးမှာလည်းဖွင့်နေဗျမန်လေးဖွင့်နေရန်ကုန်မှာလည်းဖွင့်ဖြစ်တယ်ဟုတ် ဟုတ်ကဲ့အဲ့ဒါလေးဒီကနေပြပြပေးပါလား တင်တန်းကဒီလဟောလာမဲလပေါ့6လပိုင်းထဲမှာ10ရက်နေ့ကိုကျွန်တော်ကြီးညာထားတယ်မန်လေးတင်တန်းပေါ့ကြောက်မြတ်ရနာအခြေခံတင်တန်းအခြေခံဆိုတာကြောက်တွေကိုကြောက်ကုံတယ်လုံမယ်ပေါ့လေကြောက်မြတ်နာစိတ်ဝင်စားတယ်ကုံတယ်လုံမယ်ဆိုရင်ကြောက်ကုံတယ်ရဲ့ပညာကိုတက်ဖို့တော့အခြေခံတင်ပေးတာဟုတ် ကြောက်ကိုစိတ်ဝင်စားတယ်ဒါပြီးလာလို့ရ 9ရက်တင်တန်းမှာ9ရက်ဆိုတော့ဗမာနီလာနဲ့ပတ်သက်ပြီးအခြေခံကိုလုံလောက်ရှိအောင်တင်ပေးတာပေါ့9ရက်တင်ပါတယ်ပြီးရင်တင်တန်းကြီးက9သိန်းယူတာ9သိန်းယူပါတယ်ဟုတ် တင်တန်းသားတွေကြတော့ဒါရန်ကုန်မှာတက်ချင်တယ်ဆိုလို့ရှိရင်ရန်ကုန်ကျတော့ဘူးလေးစီစဉ်ပေးတယ်ပေါ့မန်လေးပြီးရင်မန်လေးတည်းရန်ကုန်တည်းအဲ့လိုမျိုးဖွင့်ပေးပြတာ ဟုတ်တယ်တလဲစီဗျမန်လေးပြီးရင်ရန်ကုန်ပေါ့တလဲစီဖွင့်တာပုံမှန်လေးဖွင့်တယ်ပေါ့လေဖွင့်တယ်တင်တန်းကိုကြောက်ကျွန်တော်ဒီ local jan ရဲ့ Facebook ဒီ logo အတိုင်းပဲ Facebook page ရှိပါတယ် page ကနေတင်တန်းကိုပုံမှန်ကြီးညာပေးပါတယ်ဟုတ် ကိုယ်တိုင်လည်းဘိုးကပြတဲ့တော့ကိုစီကပေါ့ကြောက်ပေါ့အရေးသွေးကောင်းတဲ့ကြောက်တွေပေါ့ဘယ်လိုလေးပေါ့ဒီပစ္စည်းတွေနဲ့ပတ်သက်ပြီးအာမခံတဲ့ပေးတယ်ကိုကလေးပြောပြပါဦး ပစ္စည်းကစစ်မှန်ကြောင်းကတော့အမှတ်ခံပေးနိုင်တယ်ဈေးကတော့ကျွန်တော်ဒီကကြောက်တွေကဈေးမပုံဈေးမှန်တာဈေးပေါ်တဲ့ကြောက်တော့ကျွန်တော်ဒီမှာသူများတဲ့ပေါ်မဲ့ပါညာတော့မရနိုင်ဘူးကြောက်လေးကိုလက်အောင်ရွေးတယ်တန့်အောင်ရွေးတယ်ဆိုတော့လေအဲ့လိုရွေးဝယ်ထားတာဆိုတော့ဈေးတော့ပေါ်တော့မရနိုင်ဘူးဒါပေမဲ့ဈေးမှန်ရအောင်တော့ကျွန်တော်စူးစမ်းပေးတယ်ဟုတ်ဒါကဒီဘက်ခေတ်မှာပါဒီဘက်ခေတ်ရောက်တဲ့ခါကျတော့ကြောက်မျက်နှာလုပ်ငန်းကိုစိတ်ဝင်စားတဲ့လူတွေများလာတဲ့ခါကျတော့ငယ်ကနဲ့မတူကြောက်မျက်ဈေးကွက်ကလည်းပွင့်လင်းမြင်တာရှိလားတိုးတက်လာအဲ့အချိန်ကျမှကြောက်မျက်မြင်တာလုပ်ငန်းကလည်းလို့ကင်လို့ကောင်းလာတာပေါ့ဟိုတုန်းကဆိုဈေးကွက်အရာမပွင့်လင်းဘူးဈေးကွက်သူတို့ကြောက်ကုန်တယ်တွေပေးတဲ့ဈေးနဲ့ပဲကျွန်တော်တွင်သမားဆိုတာလေကိုကဈေးကွက်ကိုနားမလဲတဲ့လူများပါတယ်ကျွန်တော်အသိအစဉ်ပြေလာတယ်မဟုတ်ဘူးအယောက်100မှာပြေလေလားအယောက်6ရက်9ရက်လောက်ပြေလဲတာပေါ့ဟုတ်တာကြတော့ကြောက်အဲ့လိုပေါ့ဈေးနေခံရတယ်ကြုံဘူးလားကလေးဘွားတော့မှာလေအမြဲနေတာပဲလေကြောက်ဆိုတဲ့အမျိုးကကြောက်ကုန်တွေကဈေးနေစစ်တာတော့မဟုတ်ဘူးသူ့ထုံးစံပါပဲနော်သူတို့လေးဈေးချိုအောင်ဈေးပေါ်အောင်ရအောင်ပြောမယ်ကြောက်ဈေးကြတယ်ရောင်းပေးလိုက်မင်းကြောက်ကအပြစ်နာပါတယ်ဈေးစစ်ပြီးဝယ်ကြတာဆိုတော့အဲ့လိုပေါ့တော့ဒီနေ့ကျွန်တော်ပြတာကြတော့ဘာကြောင့်လဲဖြစ်တယ်ဆိုတာလေးလည်းပြောပြဒီရက်မှာလာဝဲသူတွေရောဘယ်လို discount တွေလုပ်ပေးထားသေးလဲဆိုတာလေးလည်းပြော discount တော့မရှိပါဘူးကျွန်တော်ကနည်းနည်းကျွန်တော်တို့ဒီကိုလာတဲ့ကုန်ကြစိတ်တောင်နည်းနည်းရာခိုင်နှုန်းထပ်ပေါင်းကျင်သေးတာကြောက်မှာ discount မရှိပါဘူး discount ပေးတဲ့ကြောက်ဆိုရင်လည်းအဆင်မပြေနိုင်ပါဘူးနောက်ပြီးတော့တောက်လျှောက်ပေါ့ကိုစီမှာမန္တလေးမှာပဲဖြစ်ဖြစ်ပေါ့ဒီရန်ကုန်မှာဖြစ်တင်နန်းတော်၎င်းပေါ့ကိုစီကကြောက်လေးတော်လာပြီးအပြည့် customer တွေဘယ်လိုလေးကျေးဇူးတင်စကားပြောချင်သေးလဲကျေးဇူးတင်ပါတယ်ကြောက်မျက်နှာကိုချင်းမြတ်နိုးပေးတဲ့အတွက်ကောကျတော့ကျွန်တော်တို့ကိုယ်တိုင်ကကြောက်မျက်နှာကိုချင်းမြတ်နိုးတယ်ကိုလိုပဲထပ်တူကြတယ်ကြောက်မျက်နှာလေးကိုချင်းမြတ်နိုးတယ်ဆိုရင်ကျေးဇူးတင်ပါတယ်အားလုံးဟုတ်ဒါရောက်အားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုတ်
။